နေငါ့ကိုထက်ဆက်ရတယ်ဟလားငါပတ်စံတော့ပြင်ပေး ကိုရဲ့ညီမဖုန်းပြောက်သွားလို့ပါအခုဖုန်းပြန်ရရတယ်အကိုတတိယလုံးချက်ဆက်သွယ်လိုက်တာပါ နေငါ့ကိုလိန်နေမလားဟမ် ကိုရဲ့ညီမအခုလေးစားမလားလို့အခုကြည့် level 3 update မရသေးဘူးလားငါအဲ့ဒါပြောလို့ပါတကယ်တော့လေ level 3ကပတ်စံတင်တော့ဒီမှာရတာအဲ့ဒါညီမမှားပြောမိလို့လေညီမအမှားအတွက်ညီမဘက်ကနေ1000စိုက်ပေးထားရင်တော့အခုကျန်တဲ့တောင်းတော့အခုထပ်ပြီးလုပ်လို့ရပါပြီ အာညီမလေးရေဘာလို့စိုက်ထားလဲဒီလိုလို့နော်ညီမလေးစိုက်ထားတဲ့2000ရေအော်အဲ့ရ1000ရေအခုပေါင်း3000ကျန်လွှဲပေးလိုက်မယ်နော်ညီမလေးနော်အားနာဆိုင်ညီမလေးရေ ဟုတ်ကျေးဇူးပါနော် ရညီမအခုလွှဲလိုက်မယ်နော်ဟာဟေ့ရမလွှဲပြန်ပြီလားအေးကွာငါ့ကိုပတ်စံနေစိုက်ပြီးသားတဲ့မင်းတို့လေကွာလူတွေကိုမယုံသင်္ကာမဖြစ်စမ်းပါနဲ့ကွာညို့ကြောင်လာမျိုးနဲ့ဖုံးဆက်မေးလိုက်အောင်ဟာမအေးမင်းထက်လိန်ခံရပြန်ပြီ